န်ဆိုတဲ့ကောက်ထဲကိုဝင်ကြည့်လိုက်အောင်ဒီမှာဆိုရင်တော့သူ follower လောက်တာအယောက်100ရှိရဲ့သူ့ကို follower ပြန်လုပ်တဲ့လူက9ယောက်ပဲရှိရဲ့ဒါဆိုရင်သူကဘယ်သူတွေကို follower လုပ်တယ်ဆိုတာကိုကျွန်တော်တို့ကဝင်ပြီးတော့ကြည့်ကြည့်အောင်သူ follower လုပ်ထားတဲ့လူကိုနှိပ်ကြည့်တဲ့အခါမှာအကောင့် privacy setting ဆိုပြီးတော့ပေါ်လာရပေါ့နော်ဒါဆိုရင်သူကဘယ်သူတွေကို follower လုပ်ထားလဲဆိုတော့ကျွန်တော်တို့ကတီးလို့ရမှာမဟုတ်တော့ဘူးပေါ့နော်ဒါဆိုရင်ဒီလိုမျိုးဖြစ်အောင်ဘယ်လိုမျိုးလုပ်လို့ရမလဲဒါဆိုရင်တော့ဒီနည်းလမ်းကိုတုံးပြပြီးကို follower လုပ်ထားတဲ့လူကိုဘယ်သူမှကြည့်လို့မရအောင်ပိတ်ထားလို့ရပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့အကောင့်ထဲကိုဝင်လိုက်ပါအကောင့်ထဲရောက်တာနဲ့အပေါ်မှာရှိတဲ့မြင်လုံးချောင်းကိုနှိပ်ပေးပါပြီးရနဲ့အောက်မှာရှိတဲ့ setting ရပါပဲစီကိုထပ်ပြီးတော့နှိပ်ပေးပါဒီနောက်ရောက်ပြီဆိုရင်တော့ privacy ကိုထပ်ပြီးတော့နှိပ်ပေးပါဒီနောက်ရောက်ပြီဆိုရင်တော့အပေါ်ကိုဆွတ်တင်ပေးပါဒီအောက်မှာ follower link ဆိုရှိပါတယ်တစ်ချက်ရွေးလိုက်ပါဒီနေရာမှာဆိုရင်တော့ ever ရောင်နဲ့ only user ရှိပါတယ် ever ရောင်မှာထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ follower တွေကိုမြည်တူမယ်ဆိုရင်ဝင်လာကြည့်တဲ့အခါမှာနှိပ်ကြည့်လို့ရမှာဖြစ်ပါတယ်အခုနောက်လိုမျိုးကိုယ့်ရဲ့ follower တွေကိုအခြားလူတွေကနှိပ်ကြည့်တဲ့အခါမတွေ့အောင်လုပ်မယ်ဆိုရင်တော့ only you ကိုဒီလိုမျိုးအဆက်လေးပြောင်းထားလိုက်ပြီးပဲပါဒါဆိုရင်အပြင်တစ်ချက်ပြန်ထွက်လိုက်ပါဒါဆိုရင်တော့ရပါပြီကိုယ့်ရဲ့ follower တွေကိုနှိပ်ကြည့်တဲ့အခါမှာဒူလို့ရနှိပ်ကြည့်လို့ရမှာမဟုတ်တော့ပါဘူး